မေလာစီတူပွဲခံမောင်းလိုက်မင်းတုံမင်းသည်ရခင်မင်းများဤစီရင်အုပ်ချုပ်ရေးဤစနစ်များကိုသာဆက်လက်ကျင့်သုံးသည်တဦးဆံပိုင်ဘရင်စနစ်ဖြစ်သည်တို့ရာတွင်စီမံအုပ်ချုပ်ရေး၌ဘရင်ကိုကူညီရန်လွှတ်ယုံ9ရက်ရှိသည်လွတ်တော်ဘဲတိုက်တော်ရှေ့ယုံတော်နောက်ယုံတော်နှင့်တရားယုံတော်တို့ဖြစ်သည်လွတ်တော်သည်အမြင့်ဆုံးအုပ်ချုပ်ရေးဌာနဖြစ်ပြီးဘရင်ကိုယ်တိုင်တက်ရောက်လေရှိသည်မင်းတို့မင်းလက်ထက်တွင်ပခမ်းမင်းကြီးဥယျံဝေဥဆောင်သည့်ဝင်ကြီးအဖွဲ့ကတာဝန်ယူစီမံသည်ဘဲတိုက်တော်ကဘရင်၏အမိန့်တော်များလွတ်တော်၏စာလွှာများကိုအပြန်အလှန်ဆက်သွယ်ပေးရပြီးလုပ်ငန်းများကိုလက်တွေ့အကောင့်အထည်ဖော်ပေးရသည့်ဌာနဖြစ်သည်အမြင့်ဆုံးအရာရှိသည့်အတွင်းဝင်ဖြစ်သည်အတွင်းဝင်သည်ဘရင်နှင့်လည်းအနီးကပ်ဆက်သွယ်ရသူဖြစ်ခြင်းကြောင့်လူယုံများကိုသာခန့်ထားလေရှိသည်1220ပြည့်နှစ်တွင်မင်းလာစီသူဘွဲ့ခံမောင်းလိုက်သည့်အသက်29နှစ်ရှိပြီးအိမ်အောင်လဲကြနေပြီးသူ၏ထူးခြားသည့်လုပ်ရည်ကန်ရည်များကြောင့်မင်းတို့မင်းကြီးကမင်းကြီးမင်းလာမဟာစီသူဘွဲ့နှင့်အတွင်းဝင်ရာထူးကိုအနှင်းချီးမြှောက်ပြန်သည်ရောမျိုးစားဖြစ်ခဲ့ခြင်းနှင့်အတွင်းဝင်ရာထူးရခဲ့ခြင်းကြောင့်ရောအတွင်းဝင်ဥဖိုးလိုက်ဟုကြော်ကြားလာခြင်းဖြစ်သည်အတွင်းဝင်ရာထူးရပြီးသည့်နောက်စာပေတာဝန်တရက်ပေးအပ်ခြင်းခံရသည်မင်းတုံမင်းသည်တသနာရေးရာများကိုအာယုံဆူးရှာသည်မင်းတုံမင်းကတိပိဋကတိခရကျောက်စာများကိုပုတ်ပါဠိအခရာများမှန်ကန်အောင်စစ်စစ်ပြီးကြောက်တဲ့အခရာတင်ရာတွင်ကြီးကြပ်ရသောတာဝန်ကိုမောင်းလိုက်အားပေးခဲ့သည်အဆိုပါတာဝန်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်အင်းရှိမင်းကနောင်မင်းသားကြီးကတမျိုးမြန်မာနိုင်ငံကိုခေတ်မီစေခြင်းသည်စက်မှုနိုင်ငံဖြစ်စေခြင်းသည်ဉာဏ်အမျှော်မြင်ကြီးပြီးပိုထက်မြက်သည်ရဲစွမ်းတတ္တိပိုရှိသည်အင်္ဂလိပ်ပိုင်အောက်မြန်မာနိုင်ငံတွင်အနောက်တိုင်းစက်မှုဤပညာများကအသုံးချနေခြင်းကိုအားကြသည်ဥရောပနိုင်ငံများသို့မြန်မာပညာတော်သင်90ခန်းဆေလွတ်ပြီးစက်မှုနိုင်ငံထူထောင်ရန်စီမံသည်ပညာတော်သင်များအနက်ဦးရွှေပင်ဦးမြဲဦးခဲဦးဖန်ဦးရွှေအိုဦးအောင်သူတို့ထင်ရှားသည်နေပြည်တော်တဝင်းတွင်စက်ရုံပေါင်း90ကျော်ကိုတည်ထောင်ခဲ့သည်